ဦးရည်စီတတ်သည့်ခန်းရည်အရက်ဒီယာခေါင်ရည်ဝိုင်းဆက်ပိုင် ABC တိုက်ကဒီရည်တည်းများကိုတရားတပည့်တော်သည်9နှစ်တည်ပြုဝဲတောက်စားခြင်းအပြုလုပ်ပါကြောင်းသစ္စာပြု၍သာသနာ့ဘွဲကိုသစ္စာဘွဲဖြင့်လူတန်းပါ၏ဒီသစ္စာစကားမပေါက်ပြက်ပဲမတောက်စားပဲအောင်မြင်လွယ်ကူဒီထိုင်ရှောင်ရှားဒီထိုင်ပါကလောက်ကံကမြဒီဝါတိုင်းမှာအောင်မြင်ဖြစ်ထွန်းတိုးတက်၍အကျိုးအမြတ်များရရှိပါသည်သာအကယ်၍9နှစ်အတွင်း9နှစ်မပြည့်ပဲသစ္စာပေါက်ပြက်တတိပြက်ပြား၍တဏီမယသာသမီများမသိရှိပဲတရေတရက်ကိုပြန်လေစွန့်၍မူရစ်တောက်စားအပြစ်ကျူးလွန်ပါကကြာရောက်သောဒီဒုက္ခရံပေါင်းသည်သာသမီရနာတနည်းတဲ့မိသားစုဤသူပုဂ္ဂိုလ်တစ်ယောက်မှမသက်ဆိုင်ပါကြောင်းသစ္စာပြုပါ၏ပြုခဲ့သောသစ္စာဂတိကိုပေါက်ဖြတ်၍တောက်စားသူသာလည်းကြာရောက်သောဒီပေါင်းရံဆိုအန္တရာယ်ကိုလည်းကျေနပ်စွာခံယူပါမည်အရှင်ဘုရားဤသစ္စာစကားမပေါက်ပြအရေးတရက်မတောက်စားရှောင်ရှားပါကအလိုရှိတောင်းတအပ်သောလောကစည်းစိမ်ပြည့်စုံ၍9နှစ်အတွင်းတိတိသာသာအောင်မြင်ဖြစ်ထွန်းပြီးကိုယ်ပိုင်လောကကိုယ်ပိုင်စီးပွားရေးကိုယ်ပိုင်ကိုယ်ရင်တိုက်တာနဲ့မော်တော်ကားဝယ်ယူပိုင်ဆိုင်ရရှိ၍သာသနာပြုနိုင်သောအမျိုးကောင်းသားဖြစ်ပါစေသာရှင်ဘုရားဘုလိမတ်